လိုပေါ့ကျွန်တော်တလုံးစားလာတာမရိုးတယ်မှာထမင်းပါတာပေါ့နော်ထမင်းကကျတော့ဟုတ်တယ်တော်တော်တိုင်းပြည်ကိုကထမင်းဆန်စားတဲ့တိုင်းပြည်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီသူကထမင်းကိုရှောင်မှုပြောရင်ကျွန်တော်တို့ရန်သူပဲထမင်းမစားနဲ့ပြောရင်အဲ့ဒါအိုက်ဆောင်နဲ့မဖြာတော့ကျွန်တော်စိတ်သိလောက်ရှိပြီကျွန်တော်ပြောတော့ကျွန်တော်တော်တော်လေးစိတ်ခံရတယ်ပေါ့နော်စပြောတာဆိုကျွန်တော်မပြောတော့ဘူးပေါ့နော်အဲ့တော့ Facebook မှာဆိုနေပြောတော့တယ်ဒီကောင်ကရှောင်ယူလာပါညာပေါ့ပြောခဲ့တယ်စိတ်ခံရတယ်ပေါ့နော်ထမင်းကကျွန်တော်တို့ကပြဿနာဖြစ်နေတယ်နိုင်ငံခြားမှာလည်း gluten ဂျုံကပြဿနာတက်နေတယ်ကျွန်တော်မြန်မာနိုင်ငံမှာထမင်းကပြဿနာတက်နေတယ်ကျွန်တော်ကအဓိကစားစားဖြစ်နေတဲ့အတွက်ပေါ့နော်အဲ့တော့ကျွန်တော်တို့က short စားရတယ်ကျွန်တော်လည်းမရှောင်ပါဘူးဒါပေမဲ့ကျွန်တော်ဒီတစ်ပတ်ကိုတရက်ညက်ကထမင်းမစားဘူးပေါ့နော်တက်နိုင်တော့နေတယ်ပေါ့အစားထမင်းမစားဘူးပေါ့နော်ကျွန်တော်စားလို့ရပါတယ်ထမင်းစားတဲ့ဟာစားလို့ရပါတယ်အဲ့တော့ကျွန်တော်ဘာကောင်းတာလဲဆိုကျွန်တော်ဘယ်နိုင်ငံတော့ကျွန်တော်ကနေလို့ရတယ်ပေါ့နော်ကျွန်တော်ဗမာထမင်းစားထမင်းအဲ့လောက်မကြိုက်တဲ့အတွက်လည်းကြိုက်တာစားလို့ရတယ်ကွာဒီကအသားစားလို့ရ state ဖြစ်ကျွန်တော်တို့ကပြီးပြီအသားရှိတယ်ဆိုရင်တော့အဆင်ပြေတယ်ဘယ်နိုင်ငံရဲ့အဆင်ပြေတယ်ဂျုံလည်းကျွန်တော်တော့မကြိုက်ဘူးကျွန်တော်ဒီကအသားကြိုက်တယ်ကွာဂျုံစားအသားစားတယ်ကွာအဲ့တော့ကျွန်တော်တို့ကတော့ဒါအဆင်ပြေတယ်ဘယ်နိုင်ငံတော့အသားရှိကျွန်တော်ပြီးရောပေါ့နော်အဲ့လိုစားလို့ရတဲ့အတွက်ကျွန်တော်ကအခုတည်းကဆိုရင်ကျင့်လုပ်တယ်ထမင်းကိုရှော့တယ်အဲ့တော့ခဏခဏစားခြင်းတယ်ဆိုရင်အကျုပ်ပြုတ်စားကော်ဖီတောက်အသားစားအရွက်တွေများများစားပလိုက်အဲ့ဆိုရင်ထမင်းစားတာထိမ့်သွားနိုင်ပါလိမ့်မယ်အဓိကဟိုပေါ့မကြောက်တာပါထမင်းကြောင့်လည်းကြံသားမယ်လို့ထမင်းတေချာစားကြည်ကင်းအောင်စားလိုက်ဖိုက်ကထောက်လာကျွန်တော်တက်ကလည်း35နာပို့ဆိုးလာလိလာထမင်းစားပြီးနေလို့မကောင်းတော့ထမင်းစိတ်တက်တယ်လို့လည်းခေါ်လေးလာအိတ်ချင်လာငိုက်လာဟာဖြစ်သေးပါဘူးငါထမင်းရှော့မှရတော့မယ်ဆိုမှလူကပြန်လန်းလာတယ်လှုပ်လှုပ်လာတယ်ဆိုတော့ဒါထမင်းကကျွန်တော်စားနေထမင်းတွေကဘုလိုဒုက္ခပေးနေတယ်ဆိုတော့ပတ်မသိတာလေတန်စည်းလုံမေးပါပဲကျွန်တော်ပြောချင်တဲ့တိတ်ပဲထမင်းကဖြည်းဖြည်းသွားရတယ်ထမင်းဆိုကြေနေသွားတယ်ချိန်ပေးပြီးစားတယ်အကောင်းဆုံး10စွန်းပဲ10စွန်းနဲ့မပူနဲ့အဲ့တော့တရက်ကို3ချိန်စားလို့ရတယ်10စွန်းနဲ့တော့မပူနဲ့ဖြည်းဖြည်းစားဖြည်းဖြည်းကွာတိုက်ဆိုင်ထမင်းထက်မထင်နဲ့အရွက်တွေအသားတွေပဲတွေကြက်ဥတွေစားပလိုက်ချင်းဟင်းတောက်ပလိုက်ကျွန်တော်ဆိုလည်းကျင့်လို့တယ်ထမင်း3စွန်းကျွန်တော်6စွန်းလောက်ပဲစားပြီးသွားရင်အသားထိုင်စားပလိုက်အဲ့ဆိုရင်တိတ်စားခြင်းစိတ်ကိုရှော့လိုက်တာပေါ့ထမင်းကိုတော့စားပြတယ်ခန္ဓာကိုယ်ကထမင်းကြိုက်တယ်စားကွာမကြိုက်တယ်မြင်ကျွေးမယ်ပြီးရင်မင်းမကြိုက်တာငါစားလိုက်မယ်ဘုံတော့ကိုအဲ့လိုပြန် train ထားရတာပေါ့နော်သူ့ကြိုက်ကြည့်လိုက်မလိုက်လုံနိုင်ဘူးလေကျွန်တော်တို့ကအဲ့လိုလိုက်လို့ရင်သူကိုမကြိုက်တဲ့ယောဂတွေလာနိုင်မယ်လေခန္ဓာကိုယ်တောင်းဆိုရင်လိုက်လို့မရဘူးကျွန်တော်တို့စိတ်လိုလိုက်လို့မရဘူးပေါ့နော်ထမင်းကိုထိန်းလိုက်တာတည်းလေဒါသည်ကိုယ့်ရဲ့ my power my fullness လို့ခေါ်တာပါငါထမင်းကိုတရက်မစောက်ကွာနေလိုက်မယ်ဒီနေ့ငါရေပဲတောက်မယ် fasting လုပ်လိုက်မယ်ဆိုတာဒီလေဒါလည်းအခြေခံကိုယ်စိတ်ကိုထိန်းနေတခုပဲလေဒါတရားထိုင်ရရဲ့ဒီကနေစနိုင်ပြီဒါလောကီလည်းကောင်းကျိုးရလာမယ်လောကုတ်လည်းကောင်းကျိုးလည်းရလာမယ်ဘုန်းကြီးတွေဘာလို့သီလယူရလဲညစာဘယ်ကမစားခိုင်းတော့ဘူးဆိုတာလေဒါဒီထိန်းလိုက်တာပဲလေနော်ညစာဆိုင်ရင်သူကဘုန်းကြီးတွေဖျားမြတ်စွာဘုရားမြင်တော့တုတ်သွေးဖြစ်တာပေါ့လေဒါမှန်တယ်ညစာထမင်းကိုမများစားလေသူကကာမဆန္ဒများလေပေါ့နော်ပြီးရင်ပို့ပြီးအစီတွေဆုလာနိုင်မယ်ယောဂတွေများလာနိုင်မယ်အဲ့တော့ထမင်းကတက်နိုင်တဲ့လောက်ကတော့နှစ်ဖက်စားတာကောင်းတယ်တစ်နေ့ကတော့ညကိုအသားပဲစားနော်စားရင်တော့မှလေအဲ့လိုပဲလုပ်ပါနော်